ကြိုက်တယ်ကွာဟဲ့ညာဒီငါ့ကိုဘယ်လိုခေါ်လိုက်ပြန်ခေါ်တယ်ဟိုစပွဲတို့ပတ်စံရှင်းမယ်လို့တွေ့ရဘလီကားပါဗျာဟဲ့မင်းငါ့ကိုဘာကောင်းထင်းလဲဟမ်ဟုတ်ငါစပွဲတော့မဟုတ်ဘူးကွာဟုတ်ကဲ့နော်ဟုတ်ပြန်ခေါ်လိုက်ဖေဖေပတ်စံရှင်းမယ်လို့အေးအဲ့လိုခေါ်ရမှာဟုတ်ကဲ့နော်စော်ကြီးကအဲ့လိုခေါ်တာမနာသားနာခံရင်ပြီးတော့ငါ့ကိုစပွဲတော့တယ်ဟဟလားဟုတ်ကဲ့ပြေးပတ်စံဖေဖေဘယ်လောက်လဲ1900ဟုတ်ငါတော်လိုက်ဦးမနော်ဖေဖေဟာဘာကောင်းထင်းနေလဲမသိတတ်လာပြီသားနာခံရင်လို့စပွဲတော့လေဟမ်哇呀擦擦！လူတော့ပါလေဟိုဆိုင်ရှိအခုကသူ့ကိုစပွဲလို့ခေါ်တော့မကြိုက်ဘူးလေစပွဲလို့ခေါ်လို့ပါနေရိုက်နေတာဟိုလူခေါ်တယ်အဖေးလို့ပဲခေါ်မှရမှာပေါ့အဖေးလို့ခေါ်အေးလေဟောမခေါ်လို့ရမလားဆိုင်ရှင်မျက်နှာတကယ်လို့မယုံကြည်တာအဲ့ဒါဆိုလေကိုရဲ့မြတ်ကိုနေရှင်းတော့မယ်သူ့ကိုကြောက်စီကိုတယောက်တည်းတော့မခေါ်ရင်မြောက်တူခေါ်မယ်လေဟောနော်ဖေးသားတို့သမီးတို့ပတ်စံရှင်းရင်လို့လက်ချက်ပြထိတ်မှမိုးပြီးတော့喂，大概你来不上心没？ဖေးဒါတော့ပတ်ရှင်你怎么？喂，大概你心没？他们家都不录片的呀？啊？不录片了，叫我飞飞应该好的呀。好吧，不了，我那个嘞，肥有什么多了，我如果考来着，肥白哪里不一样？大概你来一天嘛，叫路肥都考来不了。အဲ့ဒါကြောင့်သားတို့သမီးတို့လည်းလက်ချက်ပြထိတ်မှမိုးပြီးတော့ဖေးကိုပတ်စံရှင်းမယ်လို့ခေါ်